ဘယ်ကောင်လဲဟာလားမြန်မာနိုင်ငံရဲ့အရက်ဘရင်ဆိုဟမ်ငါ့ကိုခေါ်လာလားရေမရောဘူးနော်အခုမှဝယ်တာ၄ပတ်ထဲရေမရောဘူးတစ်စင်းစီတက်ပြမယ်၄ပတ်၈ပတ်နောက်ပိုင်းဟို1လီတာပေါ့ဗျာအစင်းစင်းတောက်ပြမယ်ဒါအဆန်းတောက်ပြတာခင်ဗျားတို့တော့ကအမှန်ကန်နော်ချိတ်တော့ကအမှန်ကန်ဂျင်းမဟုတ်ဘူးရေမရောမဲ့တပလိတ်ထဲမို့တပလိတ်ထဲရေလုံးဝမရောဘူးပြီးတော့ဒါလေးကိုနည်းစားမယ်နော်စိန်လိုက်ပါကင်ဟုတ်မဟုတ်အဲ့ဒီကဖွင့်နေကြဆိုတော့ရင်းနေတယ်လို့ဖြစ်အားလုံးပဲနေတာကျွန်တော်ကတော့မြန်မာနိုင်ငံလုံးရဲ့တယောက်ထဲတော့အရက်ပရင်ဖြစ်တယ်ကျွန်တော်ဒီနေ့ channel တစ်ခုရှိတယ်ဆရာကြီးဆိုတဲ့ကောင်လေးကိုကျွန်တော်စိတ်ခေါ်မယ်ကျွန်တော်ဒီရက်ကိုတက်ကြိုက်ခဲ့မို့တက်ကြိုက်တယ်မို့လူတိုင်းကိုယ်ကအားချင်းတော့မတူဘူးကျွန်တော်ဒီအောင်မတူဘူးအသေးကောင်းမှလာခဲ့ကြိုက်တဲ့ကောင်လာခဲ့ဆရာကြီးဆိုတဲ့ကောင်လေးစိတ်ခေါ်ဒီမှာပါတယ်ဒီဟာဒီမာကင်အစ်နော်ဒီမာကင်အစ်တော့ခေါ်ပြီနော်မာကင်အစ်နော်အရက်ပလူဆွဲကောင်လေးကလာခဲ့ကျွန်တော်စိတ်ခေါ်တယ်ကြိုက်သေးပဲမို့ကြိုက်သေးပဲဝမ်းစလို့မို့ဝမ်းစလို့တမယာတီးပြီလားပလူဆွဲကောင်လေးလာခဲ့ကဲကြည့်မနော်1 2 3အဲ့လိုစကေးကြီးမှလာခဲ့ဒါတော့ကျွန်တော်တို့ရွာရဲ့အရက်ဘရင်ပေါ့နော်ရက်ကိုတောက်မဲ့ဆိုရင်ဖိုင်ဝိုင်းချက်တဲ့ကောင်ဝင်လို့ရတယ်ဇလုံးနဲ့ပဲတောက်တာတောက်တယ်ဆိုတာ
ဒီပုံစံမျိုးတောက်ရတယ်ဘူးနဲ့မတောက်နဲ့ရက်တောက်တယ်ဆိုတာ ရက်ဘရင်နော်ရက်ဘရင်နော်ကိုဘရင်နော်ဆေးဘရင်နော်ဘာဘရင်နော်ညာဘရင်နော်စိတ်ဝင်စားရက်ဘရင်နော်ဒါရက်ဘရင်ရက်ဘရင် တောက်မှာ တောက်ရက်ဘရင်နော် ဒါနဲ့ရတယ် ရက်ဘရင် ဒါနဲ့ရတယ်ဟုတ်လားဟိုဘာမှမရှိဒါနဲ့ရတယ်ဟုတ်ရော့ ဒါမြည်ရလဲကြီးလိုက်အောင်နော်ခွေးသီးနဲ့ငပီးချက်နဲ့မြည်တာငါဘကမာလာပါတလောကလုံးမှန်မယ်ကျွန်တော်မကောင်းတာလေကျွန်တော်ပဲပြောလေဘာလို့ဒီ14မင်းဆောင်ဆိုတိုက်ခိုက်မကြိုက်ဘူးကိုယ်စကားနဲ့ကိုလာတာနော်အမှန်ကန်အာ14မင်းဆောင်ဆိုတဲ့စကားကိုမပြောကြပါနဲ့ဗျာကျွန်တော်မကောင်းကျွန်တော်ပဲပြောကျွန်တော်လုပ်တာကျွန်တော်တောက်တာကျွန်တော်မကြိုက်ရင်ကျွန်တော်ပဲတဲ့ကိုရက်က၄ဘက်ကိုတစ်ခါတည်းမှုံလာတယ်နားလည်းမှုတစ်ခုတော့ယူမယ်နှစ်ခါတော့မဝင်ပြီနော်ကျွန်တော်ဒါတောက်ဖို့အတွက်ကိုဘာမှမစားထားဘူးဆေးလည်းတောက်ထားတယ်ကျွန်တော်ထုံးတဲ့တိုင်းဒါလေးတော့စားမယ်ပေါ့နော်အမှန်ကန်ညာအရှင်ရှိသေးလို့နောက်14မင်းဆောင်သားတွေမွေးပဲနော်ကျွန်တော်ပဲပြောနှစ်ခါတော့တော့မယ်နော်ရှိသေးတယ်နှာခေါင်းပိတ်ထားလို့ပါလို့မပိတ်ဘူး